ဒီနေ့ကျမတို့ရဲ့ကျမ်းမာရေးနေ့ပတ်သက်သောစကားဝိုင်းအစီအစဉ်ငယ်နဲ့ကြိုဆိုလိုက်ပါတယ်။ဒီနေ့ဆွေးနွေးတော်မယ့်အကြောင်းအရာကတော့ကျမတို့နေ့စဉ်ဘဝမှာအရေးအကြီးဆုံးဖြစ်တဲ့ကျမ်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်ပုံစံအကြောင်းပဲဖြစ်ပါတယ်။ကျမတို့အမျိုးသမီးတွေအတွက်ကျမ်းမာရေးနဲ့ညီညွတ်စွာစားသောက်နေထိုင်ဖို့ဆိုတာတကယ်ကိုအရေးကြီးပါတယ်။အလုပ်တွေများလို့ပဲဖြစ်ဖြစ်အချိန်မပေးနိုင်လို့ပဲဖြစ်ဖြစ်အပြင်စားတွေပဲများများစားမိနေလာမျိုးတွေရှိတတ်ပါတယ်။ဒါပေမဲ့ရေရှည်အတွက်ကြည့်မယ်ဆိုရင်တော့ကျမတို့ရဲ့ကျန်းမာရေးကိုထိခိုက်လာနိုင်မှာပါ။ဒါကြောင့်ဒီနေ့ကျမတို့ဘယ်လိုမျိုးစားတောက်နေထိုင်သင့်လဲဆိုတာကိုအတူတူလေ့လာကြည့်ရအောင်နော်။ဘာကြောင့်ကျန်းမာရေးနဲ့ညီညွတ်စွာစားတောက်ဖို့လိုအပ်တာလဲ။ကျမတို့ရဲ့ခန္ဓာကိုယ်ကစက်ရန်တရားကြီးတစ်ခုလိုပါပဲ။ဒီစက်ကြီးကောင်းကောင်းမွန်မွန်လက်ပတ်နိုင်ဖို့အတွက်အရေးအတွေ့ကောင်းတဲ့လောင်စာဆီတွေလိုအပ်ပါတယ်။အဲ့ဒီလောင်စာဆီတွေကတော့ကျမတို့စားသုံးတဲ့အစာအသောက်တွေပဲဖြစ်ပါတယ်။ကောင်းမွန်တဲ့အာဟာရဓာတ်တွေရရှိမှသာကျမတို့ရဲ့ကိုယ်ခန္ဓာစနစ်ကောင်းမွန်ပြီးယောဂဗျာတွေကင်ဝေးစေမှာဖြစ်ပါလေ။နှလုံးယောဂ၊စီချို၊သွေးတိုးနဲ့ကင်ဆာလိုမျိုးနာတာရှည်ယောဂတွေကိုကာကွယ်ပေးနိုင်ပါတယ်။အဝလွန်ခြင်းကိုကာကွယ်ပေးပြီးကျန်းမာတဲ့ကိုယ်အလေးချိန်ကိုထိန်းသိမ်းနိုင်ပါတယ်။စိတ်ဖိစီးမှုလျော့ကျစေပြီးစိတ်ကြည်လင်လန်းဆန်းစေပါတယ်။နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုတတ်ကြွစွာလှုပ်ဆောင်နိုင်ဖို့ခွန်အားတွေပေးစွမ်းပါတယ်။ကျန်းမာတဲ့အစာအသောက်တွေကအရေးပြားနဲ့ဆံပင်ကိုလည်းလှပတန်ဆွမ်းစေပါတယ်။ဒါဆိုကျမတို့ဘာတွေစားတောက်သင့်လဲဘလို့ပုံစံမျိုးစားတောက်သင့်လဲဆိုတာစက်ကြည့်ရအောင်နော်။တဲ့ဟင်းသီးဟင်းရွက်နဲ့တစ်သီးဝလံဒီကိုများများစားပါဒါကတော့အခြေခံအကြဆုံးနဲ့အရေးအကြီးဆုံးအချက်ပါပဲအယောင်အသွေးစုံလင်တဲ့ဟင်းသီးဟင်းရွက်တွေနဲ့တစ်သီးဝလံဒီကိုနေ့စဉ်ပုံမှန်စားသုံးပေးပါဗီတာမင်တက်တူဓာတ်နဲ့အမြန်ဓာတ်တွေကျွေဝစွာပါဝင်ပြီးယောဂကာကွယ်ပေးပါပဲနဲ့အစိအစံနဲ့အခွက်မာသီးစားသုံးပါဆန်လုံးညိုဂျွန်းပလောင်ဖူးစားတဲ့အစိအစံတွေနဲ့ဘာဒန်စစ်တခြားသီးလုံးညိုအခွက်မာသီးတွေကလည်းကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်အမြန်ဓာတ်နဲ့ကောင်းမွန်တဲ့အဆီဓာတ်တွေပါဝင်လို့နှလုံးယောဂကိုကာကွယ်ပေးနိုင်ပါတယ်။၃. ပရိုတင်းထက်လုံလောက်စွာရယူပါ။အသား၊ငါး၊ဘဲအမျိုးမျိုး၊ဥအမျိုးမျိုး၊နှုတ်ထပ်ပစ္စည်းတွေကညပရိုတင်းထက်ကိုလုံလောက်စွာရရှိအောင်စားသုံးပေးပါ။ကြွက်သားတည်ဆောက်မှုနဲ့ခန္ဓာကိုယ်လုပ်ငန်းဆောင်တာတွေအတွက်အရေးကြီးပါတယ်။၄. အဆီဓာတ်ကိုရွေးချယ်စားသုံးပါ။ကောင်းမွန်တဲ့အဆီဓာတ်ဖြစ်တဲ့တန်လူအင်စီ၊ထောက်ပတ်တီ၊ငါးကြီးစီဆော့တာတွေကိုစားသုံးသင့်ပါတယ်။ပြည့်ဝစီနဲ့ trans fat လိုမျိုးမကောင်းတဲ့အဆီတွေကိုတော့ရှောင်ရသင့်ပါတယ်။၅. တကြားနဲ့စားလျှော့စားပါအချိုထက်နဲ့အငံထက်တွေအလွန်အကျွမ်းစားသုံးတာကကျန်းမာရေးပြဿနာများစွာကိုဖြစ်စေနိုင်ပါတယ်အချိုရည်တွေမုတ်ပဲတရစားတွေမှာတကြားထက်တွေအများကြီးပါဝင်တတ်တာမို့တတိပြုရပါမယ်6ရေဓာတ်ပြေဝစွာဖြည့်တင်ပါနေ့စဉ်ရေကိုလုံလောက်စွာတောက်သုံးဖြည့်ခြင်းကအခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာတွေကိုကောင်းမွန်စွာလေပတ်စေဖို့ကူညီပေးပါတယ်အသားရည်လည်းစိုးပေးစေပါတယ်ခွန်အသင့်စာအစာအသားများရှောင်ရပါအသင့်စာအစာအသားတွေပြုပြင်ထားတဲ့အစာအသားတွေမှာတာရှည်ခံစေတွေဓာတုပစ္စည်းတွေနဲ့မကောင်းတဲ့အဆီဓာတ်တွေပါဝင်တတ်တာကြောင့်တန်နိုင်သမျှရှောင်ရသင့်ပါတယ်နေ့စဉ်ဘဝမှာလက်တွေ့ကျင့်သုံးဖို့အကြံပြုချက်များဒီအချက်တွေကိုနေ့စဉ်ဘဝမှာလက်တွေ့ကျင့်သုံးဖို့ဆိုတာအနည်းငယ်တော့ခက်ထွေးနိုင်ပါတယ်ဒါပေမဲ့တဖြည်းဖြည်းချင်းပြောင်းလဲသွားရင်ပိုလွယ်ကူလာပါလိမ့်မယ်ကိုယ်တိုင်ချက်ပြုတ်စားတော့ပါအချိန်ပေးပြီးကိုယ်တိုင်ချက်ပြုတ်တာကကျန်းမာရေးအတွက်အကောင်းဆုံးပါပဲပါဝင်ပစ္စည်းတွေကိုကိုယ်တိုင်ရွေးချယ်နိုင်လို့စိတ်ချရပါတယ်မနက်စာကိုမဖြစ်မနေစားပါမနက်စာကတနေ့တာလုံးအတွက်လိုအပ်တဲ့စွမ်းအင်ကိုပေးစွမ်းတာမို့ဘယ်တော့မှမဖြစ်ဆက်တင်ပါဘူးအစားအသောက်ပမာဏကိုထိမ့်သိမ့်ပါအများကြီးစားတာထက်အသင့်ပမာဏကိုသာစားသုံးပေးပါရေတောက်ဖို့မမေ့ပါနဲ့ရေဘူးတဘူးဆောင်ထားပြီးမကြာခဏတောက်သုံးပေးပါဖြည်းဖြည်းစားပါအစာကိုဖြည်းဖြည်းချင်းဝါစားခြင်းကအစာချေစနစ်ကိုကူညီပေးပြီးဗိုက်ပြေတာကိုလည်းမြန်မြန်သိစေပါလေပရိသတ်ကြီးတို့ရဲ့ကျမတို့ကျမအေးကောင်းနေမှသာနေ့စဉ်ဘဝမှာပျော်ရွှင်စွာနေထိုင်နိုင်မှာဖြစ်ပြီးမိသားစုနဲ့ချစ်ရသူတွေအတွက်လည်းအကောင်းဆုံးပေးဆက်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ကျမပြောပြသွားတဲ့အချက်လေးတွေကိုလက်တွေ့ကျင့်သုံးပြီးကျမပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြစေလို့ဆုတောင်းပေးရင်ဒီနေ့အစီအစဉ်ကိုဒီမှာပဲရပ်နာပါစေရှင်။နားဆင်ပေးကြတဲ့ပရိသတ်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။